မိဘတဲ့ပို့ပြီးတော့ကျေးဇူးတင်စရာကောင်းတဲ့ပုဂ္ဂိုလ်ရှာကြည့်အောင်မရှိဘူးမဟုတ်ဘူးရှိနေသေးတယ်မိဘကတော့ဟုတ်တယ်လူလောကဝင်ပေးလိုက်လို့ကျေးဇူးတင်စရာကောင်းတယ်လို့ပြောရမယ်လူဖြစ်လာတယ်မိဘရဲ့အကျိုးကျေးဇူးကြောင့်ကျေးဇူးတရားကြောင့်လူဖြစ်လာဒါဖြင့်မိဘတဲ့ပို့ပြီးတော့ကျေးဇူးတင်စရာကောင်းတဲ့ပုဂ္ဂိုလ်မြတ်စွာဘုရားထောက်ပြထားတာရှိတယ်ဒါကြောင့်မို့နော်ကျေးဇူးတရားအကြီးမားဆုံးပုဂ္ဂိုလ်၃မျိုးဆိုတာမြတ်စွာဘုရားဟောထားတာရှိတယ်အဲ့ဒီထဲမှာမိဘပြောလို့မဟုတ်ဘူးအကြီးမားဆုံးပုဂ္ဂိုလ်၃ဦးဆိုတာဘယ်လိုပုဂ္ဂိုလ်လဲမိမိကိုဖရာတရားတန်ခါယရဏ၃ပါးကိုယ်ွယ်စိကတ္တအောင်လမ်းညွှန်ပြသတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်ဟာကျေးဇူးရှင်တွေထဲမှာတော့ကြီးမားတဲ့ကျေးဇူးရှင်တစ်ခုသူ့ရဲ့ကဲ့တင်မှုဟာအလွန်ကြီးမားတယ်လို့ဒီလိုပြောအကယ်၍ကိုယ်ွယ်မှုမှားသွားရင်ဒီပုဂ္ဂိုလ်ဟာဒုက္ခရောက်သွားနိုင်တယ်မှန်ကန်တဲ့ကိုယ်ွယ်မှုမှန်ကန်တဲ့လမ်းကြောင်းကိုတင်ပေးလိုက်လို့ဘုရားကိုကြည်ညိုတတ်လာတယ်တရားကိုကြည်ညိုတတ်လာတယ်သံဃာကိုကြည်ညိုတတ်လာတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာမြတ်စွာဘုရားဟောတဲ့အတိုင်းယေကေစီဗုဒ္ဓံတရဏံကတာတေနတ္တိဂမိတ်တန္တိအပါယဘူမိဘုရားတရားသံဃာကိုယ်ဝဲစိတ်ကတဲ့ပုဂ္ဂိုလ်ဟာပယ်လေးပုံမရောက်ဘူးလို့မြတ်စွာကဲအပယ်ကနေကဲတင်ပေးရမကြဘူးလားမိဘကအပယ်ဟာကဲတင်ပေးနိုင်တာမရှိသေးဘူးလေလောကကြီးပဲသူကပြသပေးလိုက်တာပဲရှိတယ်ဒါမိဘရောဒီထက်ပါလို့မရဘူးလားဆိုရတယ်မိဘတိုင်းတော့မရဘူးနော်မိဘတိုင်းတော့မရမိဘကိုယ်တိုင်ကိုကဒီတရားတွေအသက်တတ်နေလို့ရှိရင်ကိုယ်ပဲဝင်တတ်မှာပဲလေဖြစ်နေတယ်ပေါ့နော်အဲ့တော့တရဏဂုံသီလတရဏဂုံ၃ပါးကိုကိုယ်ွယ်စိတ်ကတ္တအောင်လမ်းညွှန်ပြသပေးလို့သူ့ရဲ့ခြေဆုတရားကြောင့်တရဏဂုံတည်တဲ့ပုဂ္ဂိုလ်ဖြစ်ပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာတရဏဂုံတည်သူဆိုတဲ့ပုဂ္ဂိုလ်ပုံမှာသူဟာတရဏဂုံတည်အောင်လုပ်ပေးတဲ့ဆရာဟာလမ်းညွှန်ပေးတဲ့ပုဂ္ဂိုလ်ဟာကြီးမားသောကျေးဇူးရှင်တူပဲဖြစ်တယ်ဒီတိုင်းမိဘမပါဘူးနော်ဒါမြတ်စွာဘုရားဒါကိုထောက်ပြတရဏဂုံတည်သွားပြီဆိုရင်အပယ်လေးပုံကလွတ်သွားဒီတဲ့အကျိုးဆက်တွေပြောမယ်ဆိုရင်တရဏဂုံတည်ခြင်းကြောင့်ဘုရားကိုစိတ်ကတ်တယ်တရားကိုကျင့်သုံးတယ်သံဃာကိုစိတ်ကတ်တယ်အဲ့ဒီဘုရားတရားသံဃာကြည်ညိုခြင်းကြောင့်ရလာလို့သိလာတဲ့အသိဉာဏ်တွေကဆက်တက်သွားမယ်ဆိုရင်နိဗ္ဗာန်ထိအောင်အကျိုးရောက်သွားနိုင်တယ်ပေါ့အပယ်လေးပုံကလွတ်ရုံနဲ့မကဘူးနောက်ဆုံးမှာတန်တရားဝဆင်းကလွတ်ကင်းနိုင်တယ်ဆိုတဲ့အကျိုးကျေးဇူးထိအောင်ကျေးဇူးပြုတာဖြစ်သောကြောင့်ဒီပုဂ္ဂိုလ်ဟာကျေးဇူးတရားအကြီးမားဆုံးသောပုဂ္ဂိုလ်သူအဲ့တော့အတိအတိလူတိုင်းဟာကိုယ့်အတွက်ကျေးဇူးတရားအကြီးမားဆုံးပုဂ္ဂိုလ်ဘယ်သူလဲကိုယ့်အောင်စဉ်းစားငါဟာဘယ်သူကြောင့်ဘုရားတရားသံဃာယရဏ၃ပါးဆိုတဲ့ကြည်ညိုမှုလေးစားမှုဆိုတဲ့အသိဉာဏ်ကိုရပြီးတော့ကြည်ညိုကိုးကွယ်တာလဲလို့ဆိုတာကြည့်လိုက်လို့ရှိရင်အဲ့ဒါလို့ကြည်ညိုကိုးကွယ်တာအောင်ဟောပြောတဲ့ပုဂ္ဂိုလ်ဟာအမေဖေတွေကလည်းဖြစ်ခြင်းဖြစ်မယ်ဆရာသမားလည်းဖြစ်ခြင်းဖြစ်မယ်မိတ်ဆွေလည်းဖြစ်ခြင်းဖြစ်မယ်ဘယ်သူပဲဖြစ်တရဏဂုံတည်အောင်သူ့ကိုအကြောင်းပြုပြီးတော့ကိုဟာတရဏဂုံတည်ခဲ့တယ်ဗုဒ္ဓဘာသာစစ်ဖြစ်လာတယ်ဆိုလို့ရှိရင်တော့ဒီပုဂ္ဂိုလ်ဟာကိုယ့်အတွက်အကြီးမားဆုံးသောကျေးဇူးရှင်ကြီးပဲဒီလိုသတ်မှတ်ခိုင်းတာမြတ်စွာဘုရားနော်ဒါကတူနောက်ဒုတိယလိုက်ပြီးတော့ရှာဒီဘုရားတရားသံဃာယရဏ၃ပါးကိုယ်ဝဲစိတ်ကပ်ရုံများမကဘူးနောက်တစ်ခါဒီတဲ့အရေးကြီးတာဘာလဲလို့ဆိုရင်အမှန်တရားကိုသိဖို့အရေးကြီးတယ်ဘုရားတရားကိုယ်ဝဲဘုရားတရားသံဃာယရဏကိုယ်ဝဲစိတ်ကပ်တယ်ဆိုတာလမ်းကြောင်းအမှန်ပေါ်ရောက်ရုံမရောက်သေးတယ်သို့သောအမှန်တရားကိုသိမှလမ်းမချော်မှာဖြစ်တယ်ပေါ့ကြည့်လေဘုရားတရားသံဃာတော့ကိုယ်ဝဲကြပါရဲ့လမ်းချော်နေတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်အဲ့ဒါလို့လမ်းမချော်အောင်အမှန်တရားကိုသိအမှန်တရားဆိုဒီမှာသစ္စာ၄ပါးကိုပြောတာဒီနေရာမှာသစ္စာ၄ပါးဆိုတဲ့အမှန်တရားကိုမသိဘဲနဲ့တဏှာဝကလွတ်တယ်ဆိုတဲ့ပုဂ္ဂိုလ်မရှိဘူးမြတ်စွာဘုရားကိုယ်တိုင်ကနေပြီးတော့
ယန္တော်တွေကိုဆုံးမဟောကြားပေးတာရှိတယ်ဟောဒီသစ္စာလေးပါးကိုမသိလို့တဲ့ငါရောသင်တို့ရောတန်တရားထဲမှာကျင်လည်ခဲ့ရတဲ့ဘဝတွေမြောင်များလှပြီအနမတက်ကတန်တရားတစ်ခွင်မှာဟောဒီသစ္စာလေးပါးကိုမသိလို့တို့တွေကတန်တရားလဲလာခဲ့ရပြီလို့မြတ်စွာဘုရားကဒီလိုဟောတာစတုဏံအရိယသစ္စာနံယထာဘူတံအဋ္ဌတနာသစ္စာလေးပါးကိုအမှန်မမြင်လို့